ကြော်စားမလို့ကြက်သားလေးကြော်မယ်ဒါထဲမှာနန်းပင်ရဲ့ကြက်သွန်ဖြူရဲ့ကြက်ဂျင်းရဲ့၃မျိုးကိုထည့်ပြီးစလုံးမှောက်ရဲ့အသားမှောက်ရဲ့အဲ့ဒါထည့်ပြီးတော့နေထားပါတယ်ဒါလေးကိုကြုံမှုလေးထည့်လိုက်အောင်မယ်ကြုံလုံးလေးထည့်ပြီးတော့ကြော်မလို့ဒီမျိုးထည့်ပြီးွားရင်ကြုံမှုလေးနဲ့ထည့်လိုက်ပါမယ်ထည့်ပြီးရင်နေရမှာနော်လက်တစီတာပြီးသားနေလိုက်နေပြီးဘွားမှာစီပူလာတဲ့ခါကျရင်ထည့်ကြော်မယ်ဒီမျိုးနေလိုက်ကြက်သားလေးကိုကြက်သားလေးကြော်ထားပြီးတော့ဒီမှာကြက်သားလေးနေထားပြီးတော့ဒီမှာကြော်တော့မယ်နော်စီလေးပူလာပြီဆိုတော့ဒီစီလေးပူလာပြီးကြော်လိုက်မယ်ကြက်သားကိုခဏလေးမှတ်ထားရသေးတယ်နော်နိုင်ဝက်လောက်မှတ်လိုက်နိုင်တော့လည်းမှတ်လိုက်ဟိုကြော်လေးရပါပြီကြော်လေးရပါပြီကြော်လေးရပါပြီရှင်ကြော်ရရှိဝါရောက်တဲ့နော်ရပါပါပြီဟုတ်ကဲ့ပါကြော်လေးရပါပြီရှင်စားကြပါဦးအရေးစားကောင်းပါတယ်စောက်ချီနေစားအရေးကောင်းပါတယ်ဟုတ်ကဲ့ပါအရေးစားကောင်းပါတယ်ခောက်စားရင်နော်ခောက်စားချင်သွားမယ်ဘယ်လိုပြုတ်ကြပါလဲ